ရှေ့မှာလည်းအဆောင်ဖွဲ့စည်းထားပြီးအနောက်ကမိဖို့ကြောင့်ကိုလည်းတသက်အဆောင်ထုတ်ပေးထားတယ်။အိမ်လုံးခြေပြခင်းထားပြီးအိမ်သားနှလုံးနဲ့ဈေးတန်တဲ့မင်းကြီးတက်လေးတစ်ထပ်ရန်ကုန်မြို့မှာရှိနိုင်ပါမလား။မင်္ဂလာပါမိတ်ဆွေတို့ဟိန်းထက်အကျိုးတော်ဆောင်ယူဇနာဥယျာဉ်မြို့တော်တိုက်ခန်းရောင်းဝယ်ငါ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မိတ်ဆွေတို့ပြပေးမယ့်မင်းကြီးတက်အခန်းလေးကတော့ယူဇနာဥယျာဉ်မြို့တော်တကောစိတ်ကန်း16လမ်း A မှာရှိတဲ့မင်းကြီးတက်တိုက်ခန်းတစ်ခန်းလေးဖြစ်ပြီးတော့ဒီအခန်းလေးကကျွန်တော်ဗီဒီယိုတော့မြိုက်ထားပေမဲ့ပုံလေးနဲ့ပဲရှင်းပြပေးသွားမယ်။ပထမဆုံးမြင်ရတာတော့ဒါကတော့ကျွန်တော်တို့ဒီမျက်နှာစာကနေရိုက်ထားတဲ့ပုံပေါ့နော်။အိမ်ရဲ့အကျယ်ဝန်းပေကိုထမ်းမှန်းလို့ရအောင်ဖြစ်ပြီးဒါကတော့မြင်ရတဲ့ပုံကတော့ရှေ့ဆောင်ထုတ်ထားတဲ့ပုံလေးပဲဖြစ်ပါတယ်။ဒီရှေ့ဆောင်အတွင်းကန်းလေးတွေကိုထည့်ကြည့်လိုက်မယ်ဆိုရင်လည်းကျွေပြားတွေခင်းထားတယ်။ဒီတက်လုပ်ပေးထားတဲ့ရေမွေအောင်အောက်ကမြင်းကြီးကိုဒူးတင်ပေးထားတယ်။တော်လေးကျယ်ဝန်းတဲ့ရှေ့ဆောင်လေးတစ်ခုဖြစ်ပြီးတော့ရှေ့ဆောင်တွေဝင်လာရင်အိမ်ခန်းတွေကိုမြင်ရမယ်အခန်းလေးဖြစ်ပြီးတော့အခန်း၃ခန်းနဲ့ဖွဲ့စည်းထားတယ်။အခန်း၃ခန်းပထမဆုံးပြောရရင်ဒါကတော့ဘုရားကနေမှဆက်သွားရင်ဒါကတော့ဒုတိယအခန်းတယောက်တည်းနေတဲ့အခန်းလေးပေါ့နော်အခန်းချင်းလေးလို့ပြောလို့ရတော့တယ်။ဒါကတော့အခန်းချင်းနောက်ဆုံးကမိသားစုနေလို့ရတဲ့အခန်းချင်းအများနှစ်ယောက်ဒါမှမဟုတ်အဖိုးဖွားနှစ်ယောက်နေလို့ရမယ့်အခန်းချင်းတစ်ခုပေါ့နော်။ဒီကနေမှကျွန်တော်တို့ဒါကတော့မိဖို့ကြောင့်နောက်ဆောင်မှာတက်ခွဲထုတ်ထားပြီးတော့မိဖို့ကြောင့်လေးရလည်းတေးတက်နဲ့ကြွေပြားတွေအကုန်လုံးခင်းပေးထားတယ်။အညော်ထုတ်ဆက်တွေပါတယ်အကုန်ပါဝင်ပြီးတော့အရှင်မတွေအတွက်တော့တော်တော်လေးအဆင်ပြေတယ်။ဒါကတော့မိရိုးကတ်မှာဥက္ကန်နဲ့ဖွဲ့စည်းထားပြီးအပေါ်ရီတိုင်ကြီးပါမေးထားတယ်။ဒါကတော့ရိုးရိုးအိမ်သားအိမ်ခန်းထဲမှာရှိပြီးတော့ခုနအနောက်ဆောင်မှာတော့ကျွန်တော်တို့ပိုတိုင်လေးနဲ့ထုတ်ပေးထားတယ်။ဒီ facility ပြည့်စုံပါတဲ့ခန်းလေးကို3800ညှိနှိုင်းနဲ့ဈေးရန်တန်တာကြောင့်မိတ်ဆွေတို့လာရောက်တက်တူပြီးအကြောင်းကြားပေးလိုက်တယ်။ဒီခန်းလေးကိုစိတ်ဝင်စားလိမ့်မယ်ဖြစ်ဖြစ်စုံစမ်းမေးမြန်းလိုလိမ့်မယ်ဖြစ်ဖြစ်ဒါရောက်ကြည့်ရှုခြင်းလည်းဖြစ်ဖြစ်ဖုန်းနံပါတ်39940998 Fiber သုံးဖို့ဖုန်းနဲ့ဖြစ်ဖြစ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ။ကျွန်တော်ဟိန်းတက်ပါယူဇနာဥယျာဉ်မျိုးတော့တိုက်ခန်းများရောင်းခြင်းတွေဖြစ်ဖြစ်ဝယ်ခြင်းတွေဖြစ်ဖြစ်ငှားခြင်းတွေဖြစ်ဖြစ်ယုံကြည်စွာလာရောက်ဆက်သွယ်နိုင်ပါတယ်။အားလုံးပဲကောင်းသောနေ့လေးပိုင်ဆိုင်ကြပါစေ။ကျေးဇူးတင်ပါတယ်ခင်ဗျ။